အခုလိုအခက်ခဲရည်နဲ့ကြက်တဲနေကြတဲ့အချိန်ခါမျိုးမှာစားဝတ်နေရည်တွေအဆင်ပြေအောင်ကျန်းမာရေးတွေကောင်းမွန်စီးပွားရေးတွေတိုးတက်အောင်မြောင်မြတ်ဖျားထံမှာစံစီစီးစားလှူဒန်းကုသိုလ်ပြုပေးရပါတယ်။ပြေဝခြင်းသဘောကိုစောင့်ပြီးတော့စံအပြည့်စီအပြည့်ဆေးအပြည့်စားအပြည့်တို့ဟာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးနဲ့တကွာတန်ဃာတော်များအတွက်ရည်စူးကမိမိတက်နိုင်တဲ့လောက်ကက်လူပူဇော်ပါ။လာပြီးလာကွယ်နေတိုင်းကက်လူပူဇော်နိုင်ပြီ။ကက်လူရမယ့်အချိန်ကတော့မနက်9:00 နာရီမှမနက်10:00 နာရီအတွင်းကက်လူနိုင်ပါတယ်။လှူဒန်းပြီးမေတ္တာတုတ်10 ခေါက်တန်ဗုဒ္ဓ10 ခေါက်ဒီဝါဒပတိ10 ခေါက်ရွတ်ဖတ်ပူဇော်ပါကုသိုလ်ကြီးအဖို့ပါကားကိုမေတ္တာဖို့အမျှဝေပါစံစီစေးစားလှူဒန်းရခြင်းအကျိုးတွေကတော့အကျက်အတဲရင်ဆိုင်နေရသောအခါစားဝတ်နေရေးအတွက်ရုန်းကန်နေရသောအခါများမှာအယံတင်ပေးမိကျွေးမိလက်တစုံအမိရစေ၏လုပ်ငန်းစည်းဝါးများတိုးတက်စေ၏ကျန်းမာရေးချို့ယွင်းသူများကျန်းမာလာစေ၏မိမိအိမ်တွင်လိုအပ်ချက်မှန်သမျှပြည့်စုံလာစေ၏မိမိအိမ်တွင်မရှိစကားပေးပါတောင်းပါဟုပြောဆိုနေကြမလို့ပဲလိုအပ်တာများပြည့်စုံလာစေ၏မိမိတို့၏အိမ်မိဖို့ကြောင့်သည်စားစရာများဖြင့်ပြည့်စုံနေခြင်းစိတ်ဝမ်းကွဲနေသောမိတ်ဆွေညီအကိုမောင်နှမများလည်းပြန်လည်တင့်မြတ်လာပါလိမ့်မည်ကတ်လူပြီးနေ့လယ်12 နာရီတနာရီလောက်ပြန်စွန့်ပေးပါစွန့်ပြီးသောဆံကိုတန်ဃာတော်များတီလာရှင်များအားလောင်းလွန်ခြင်းစွန့်ချက်၍တန်ဃာတော်များအားလှူဒန်းခြင်းမရှိနွမ်းပါသူများအားပြန်လည်လှူဒန်းခြင်းတို့ကိုပြုလုပ်နိုင်ပါတယ်အခါကြီးရကြီးတိုင်းပုံမှန်လုပ်ပေးခြင်းဖြင့်ကုသိုလ်လည်းရဝမ်းလေးဝပြီးကောင်းကျိုးများဖြင့်ပြည့်စုံနိုင်ကြပါ